CapCut tutorial 9 auto caption အရင်ဆုံးကိုဖုန်းထဲက CapCut ထဲကိုဝင်လိုက်ပါကို caption ရေးမဲ့ဗီဒီယိုတွေကိုထည့်လိုက်ပြီးရင်အောင်နာ attach ထဲမှာ auto caption နဲ့ spoken language ရဲ့ Burmese ကိုလိုက်ရှာပြီးနှိပ်လိုက်ပါရေးကြီးဆုံးကအောက်က template အဲ့ template ထဲမှာတလုံးချင်းပေါ်တဲ့ template တွေကိုတွားပြီးရွေးနေအမှားကြီးမှားသွားမယ်နော်ဘယ်လို template မျိုးကိုရွေးချယ်တင်လဲဆိုရင်ရောင်းချင်းရှိတဲ့ template မျိုးဒါမှမဟုတ်အပြန်အောင်ကိုယ့်နဲ့တစုချင်းစီလိုက်ပြနေတဲ့ template အဲ့လို template တွေကအကောင်းဆုံးပဲအဲ့လိုရွေးပြီးရင်တော့အောက်က generate ကိုနှိပ်ပြီး100%ပြည့်အောင်စောင့်ပေးလိုက်ပါနောက်ဆုံးအဆင့်ရေးကြည့်တာရှိသေးတယ်အဲ့ဒါကတော့ auto caption သုံးပြီးလောက်ထားတဲ့ caption တွေကမြန်မာစာမမှန်တဲ့ပြဿနာပဲလွယ်ပါတယ်မြန်မာစာမမှန်တဲ့ caption ကိုနှစ်ချက်ဇာတ်တိုင်းနဲ့ဖောင်ထဲကိုသွား my ဖောင်ထဲကကိုဒေါင်းလောဆွဲထားတဲ့မြန်မာဖောင်လှလှလေးတွေကိုထည့်လိုက်ရင် mix တွေလို့တဲ့ဗီဒီယိုကစာတန်းထိုးအမြန်ရပါပြီကဲအားလုံးပဲအဆင်ပြေကြမယ်လို့ထင်ပါတယ်နောက်ထပ်ဘာ tutorial တွေသိချင်သေးလဲ comment မှာရေးခဲ့ပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော် bye